အဟောင်းမှာကိုယ့်ရဲ့အကောင့်ကိုဝင်ထားမယ်ပြီးတော့ကျွန်တော်တို့ setting ထဲမှာရှိရတဲ့အောက်ဆုံးက result transfer လေးကိုသွားမယ်ပြီးကိုက sense လုပ်မယ်ဆိုလို့ရှိရင်ဒီအစိမ်းရောင်လေးပေါ့နော်ဒီ sense လေးကိုယူလိုက်ပြီးရင်တော့ကျွန်တော်တို့ဒီ sense လုပ်မဲ့ဖုန်းမှာက hotspot လေးဖွင့်ထားဖို့လိုရတယ်ဖွင့်လိုက်မယ် okay ပြီးသွားရင်တော့ကျွန်တော်တို့ receive လုပ်မဲ့ဖုန်းအသစ်မှာလည်းကိုယ့်ရဲ့အကောင့်ကိုဝင်ထားပါတော့ဟုတ်ပြီဝင်လိုက်မယ်okay ဆိုတော့ကိုယ့်ရဲ့ဖုန်းအဟောင်းမှာဒီလို message ပေါ်လာလို့ရှိရင် ignore နဲ့ဘာမှမလိမ့်နေတယ်မြင်ထားလိုက်ပါတော့အဲ့ဒါပြီးသွားရင်လည်းဖုန်းအသစ်မှာကျွန်တော်တို့အောက်ဆုံးကဒီ result transfer လေးကိုသွားမယ်ပြီးရင်တို့ကတော့ receive လုပ်မှာဆိုတဲ့ receive ဆိုတာရွေးမယ် okay allow ပေးမယ်အားလုံးပြီးသွားရင်တော့ဒီပါဘောနော် sense လုပ်မယ့်ဟာလေးပေါ်လာပြီပေါ်နေလိုက်မယ်ဒီကိုချိန်နေလိုက်မယ်okay စပြီးတော့မှ sense လုပ်နေတော့ကျွန်တော်တို့အချိန်ဘယ်လောက်ကြာလဲဆိုတော့မှတ်ကြည့်အောင်ကိုယ်ရှင်တော့ဒါ setting လုပ်လို့ပြီးသွားပြီပေါ့နော် Enter the game and tap the settings button in the upper right corner. Then okay ကျွန်တော်တို့ file အားလုံးကတော့ setting ပြီးသွားပြီပေါ့နော်တစ်ချက်ကျွန်တော်တို့ပြန်ကြည့်ကြည့်အောင် screen လေးပါတယ် okay ဆိုတော့ဒီမှာတော့အကုန်လုံး hero တွေအများကြီးပြန်ပေါ်လာပြီနော်အဲ့တော့ဆိုတော့ skin effect တွေပါလားအားလုံးပါလာပြီဆိုတော့ကျွန်တော်တို့ထက်ဘာတွေဆွဲဖို့ကြံဝင်တော့စစ်ကြည့်အောင် necessary ထဲမှာတော့အကုန်လုံးပြီးသွားပြီ advanced ထဲမှာရော okay အားလုံးပြီးသွားပြီ extreme ထဲမှာရော extreme ထဲမှာတော့ကျွန်တော်တို့ဒီ premium skin portrait နဲ့ season story ဒါလေးတွေပဲကြံပြီပေါ့နော်ဒါလည်းအရင်အရေးကြီးတဲ့ resource တွေတော့မဟုတ်ပါဘူးမ down နဲ့လာရပါတယ် okay ဆိုတော့ဒီနှစ်ခုမှာကျွန်တော်တို့ down လိုက်မယ်